အားလုံးပဲမင်္ဂလာပါ SPSS အခြေခံနဲ့ပတ်သက်ပြီးတော့မှ SPSS user interface ကိုအရင်ဆုံးပြပြပေးသွားမှာဖြစ်ပါတယ်မိမိရဲ့စက်ထဲမှာ SPSS ကိုဖွင့်လိုက်ပြီဆိုလို့ရှိရင်ဒီပုံစံလေးပေါ်လာမယ်ပေါ့နော်ဒီပုံစံပေါ်လာပြီဆိုရင်ဒီထိပ်မှာရှိတဲ့၃ခုပေါ့ဒီမှာပထမဆုံးဘာတစ်ခုရှိရပေါ့နော်နောက်ဒီမှာဒုတိယဘာတစ်ခုရှိရဒီမှာတတိယဘာတစ်ခုရှိရပေါ့နော်အဲ့တော့ပထမဆုံးဘာကိုဘာလို့ခေါ်လဲဆိုလို့ရှိရင် title ဘာလို့ခေါ်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင်သူက untitled 1ဖြစ်နေရပေါ့နော်ဒီ file ကိုမ save ရသေးတဲ့အခြေအနေဖြစ်ပါတယ်တကယ်လို့ file ကို save လိုက်ပြီဆိုလို့ရှိရင်ဒီ title bar မှာမိမိ save ထားတဲ့နာမည်နဲ့ပေါ်နေမှာဖြစ်ပါတယ်ဒုတိယ bar တစ်ခုကိုတော့ဘာလို့ခေါ်လဲဆိုလို့ရှိရင် menu bar လို့ခေါ်ပါတယ်ဒီ menu bar မှာဆိုလို့ရှိရင်မိမိတွက်ချက်ခြင်းနဲ့တွက်ချက်မှုတွေလှုပ်ဆောင်မှုတွေကိုလုပ်လို့ရတဲ့ bar တစ်ခုဖြစ်ပါတယ်အောက်ဆုံးက bar ကိုတော့ဘာလို့ခေါ်လဲဆိုရင် toolbar လို့ခေါ်ပါတယ်ဒီအောက်ဆုံး toolbar မှာဆိုလို့ရှိရင်သူက menu bar ထဲမှာအသုံးများတဲ့ tools တွေကိုဒီအောက်မှာအလွယ်တကူသုံးလို့ရအောင်လို့ပြပေးထားတဲ့ bar တစ်ခုလည်းဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ဒီဘေးမှာရှိတဲ့1 2 3 4တွေပေါ့နော်ဒီဟာတွေကိုဘာလို့ခေါ်လဲဆိုလို့ရှိရင် cases လို့ခေါ်ပါတယ်နောက်တစ်ခုကဒီအထိပ်မှာရှိတဲ့ဒီ bar ပေါ့နော် name လို့ type လို့ width လို့ပေါ့နော်ဒါကိုဘာလို့ခေါ်လဲဆိုလို့ရှိရင်တော့ variable လို့ခေါ်ပါတယ်နောက်တစ်ခုကတော့ဒီ bell ဘက်အောက် down လေးမှာပေါ့နော်ဒီနေရာမှာ variable view နဲ့ data view ဆိုရဲ tab နှစ်ခုရှိပါတယ်ဒီမှာဆိုလို့ရှိရင် variable view မှာအဝါရောင်လေးဖြစ်နေတယ်ပေါ့နော်အခုမြင်နေရတဲ့ screen ရဆိုလို့ရှိရင် variable view မှာမြင်နေရတဲ့ screen ပုံစံဖြစ်ပါတယ်ဒီဘက်ဘေးမှာလည်း data view ဆိုတဲ့ tab တစ်ခုရှိသေးတယ်ပေါ့နော် data view တွေကိုဝင်လိုက်တဲ့အခါမှာတော့ data view လေးကအဝါရောင်လေးဖြစ်သွားပြီးတော့မှဒီအပေါ်မှာမြင်နေရတဲ့အရာတွေကပြောင်းသွားမှာဖြစ်ပါတယ် data view မှာလည်းပဲ variable view လိုမျိုးပဲဒီဘက်ဘေးမှာရှိတဲ့ဒီ1 2 3တွေကို cases လို့ခေါ်ပြီးတော့မှဒီအပေါ်မှာရှိတဲ့ var ဆိုတဲ့စကားလုံးတွေကိုတော့ဒါ variable လို့ခေါ်ပါတယ်အဲ့တော့ SPSS ကိုဖွင့်လိုက်ပြီဆိုလို့ရှိရင်ဒီအပေါ်မှာရှိတဲ့ bar ၃ခုကိုပြပြသွားပါတယ်ပြီးတော့ဒီဘေးမှာရှိတဲ့ cases တွေကိုပြပြသွားတယ်ဒီပေါ်မှာရှိတဲ့ variable တွေကိုပြပြသွားတယ်ပြီးတော့ဒီအောက်မှာ data view နဲ့ variable view ဆိုတဲ့ tab နှစ်ခုရှိတယ်ဆိုတဲ့အကြောင်းပြပြသွားတာဖြစ်ပါတယ်